လူရှင်တော်ဆိုတာရှင်နာတော်ထားပြရတယ်ဗျာဒီမှာတော့နောက်ကပတ်စာရွာသားတွေကလည်းပတ်စာရေးသားဆုံးပြီးမင်းသားတွေကလည်းကပြဖြောပြဖို့အစဉ်သင်းဖြစ်ပြီဗျာအဲ့ဒါကြောင့်ကြွားရောက်လာတဲ့ပညာရှိကြွားရောက်လာတဲ့ပညာရှိဆရာတွေကိုတော့တေပနာအတိနဲ့ဂါရဝီပါပဲမှန်ပါတေပနာအတိနဲ့ဂါရဝီပါပဲမင်္ဂလာရှိပါစေဆိုတာပြစ္ဆာဝေးရမှုနောက်ကညီကိုတွေမင်းသားတွေရဲ့မေတ္တာတင်းတယ်ဆိုတာကြားကြပါစို့ဗျာကြားကြပါတော့
ကိုတကြီး ရာကိုရှိခဲ့ ကိုချမ်းသာရဲ့ပြေဝုန်းဝါကြီးဖွင့်လိုက်ပါပြီဗျာ မင်္ဂလာကြက်ကြီးအပေါင်းနဲ့ပြည့်စုံပါဗျာ ဟုတ်ကဲ့ဗျာအဲ့တော့ကိုချမ်းသာရဲ့ပြေဝါစာစကားကြားချင်ပါလား နားဆင်ကြပါစို့ ကြားကြပါတော့ဒီဘုံကကြီးခွင့်ပြီးဒီဘုံကကြီးခွင့်ပြီး ပါဗျာကြပါဗျာ မင်္ဂလာပါကို မင်္ဂလာကြပါဗျာ နော်ကိုကြီး ချက်ချက် မင်္ဂလာရှိပါစေ ဟုတ်ပါဗျာ အကိုညော ဗျာခင်ဗျာကိုချမ်းရဲ့ တောင်းဝင်ရင်းအရန်ပြော ဟုတ်ပါခင်ဗျာ ဘုံကကြီးလာပဲ အကိုရေကိုရဲ့ ဟိုချစ်လက်ကြခဲ့တဲ့ကျွန်တော်ကိုကြီးကျွန်တော်ညီလေးတွေ ဟုတ် နော် ဟုတ်ကဲ့ တက်ကလေးကိုဖြိုကြဟာ ဟုတ်ပါကို အခုချိန်မှာကိုကိုနှုတ်တယ်လို့သဘောထား မှန်ပါဗျာ ဘသူတွေအိုးတယ်ပြောပြောကိုနှုတ်တယ်ဘာဖြစ်တော့ ဘာမှဖြစ်ဘူးလောက်တာလောက် အိုးပြီးတော့ကိုပြောလိုက်စိတ်ကြီးဖြိုကြတော့လူညောင်ပြောမှာကိုစိတ်ဖြိုကြပါဟုတ်ပါတဲ့တော့အကူမြစ်တာ ကိုချမ်းရ ဆိုသစ္စာ ဆိုနံပါ နှလုံးသားထဲမှာကိုတက်တာ တစ်တာလို့သဘောထားတယ် ဟောအလူပညာတွေသူ့ထားတယ်တက်တာကြီးနဲ့တူတယ်ရ အဲ့ဒီလိုချစ်စရာကောင်းတဲ့ဆက်စရာလေးဘူးလို့လေလာပြီးတော့အာမရရကူညီတာဗျ ဟလာကိုရိုင်း ခမညာ ဒါပေမဲ့ကျွန်တော်လည်းငယ်ပါလေကျွန်တော်လေးစားမှုနဲ့ကိုလို့ခေါ်ရတာဟုတ်တယ်ကျွန်တော်တနေ့ ရေးရေးရေး ခမညာခမညာ ပြောမလားညီရဲ့ ပြောပါလေ ကိုတော့တကယ်ဖြိုးပြီးတော့နှုတ်ပြောင်နေရတာနော်ဟုတ်တယ်မလားတမီးရဲ့ အကိုရေနောက်မှလှုပ်လို့ပတ်စံရင်ယူ ကိုရိုင်း ခမညာခမညာဆက်စရာ အားလုံးမင်းသားတွေအများကြီးရ ဟုတ်ပါဟုတ်ပါ ကျွန်တော်သိပါတယ်ကျွန်တော်နှစ်ပါးဆိုလို့ရှိရင်စွာခဲ့တယ်မင်းသားတက်လက်ပါ ဟုတ်ကဲ့ ဒါပေမဲ့ဒီရွေးကြီးမှာနှစ်ပါးစွာလို့သိမလားမသိမလားဆိုတော့ကျွန်တော်ရဲ့တွေးတောခန္ဓာကိုယ်ရဲ့စကားပြောနေပြီ မှန်တယ်ဗျာ ဟုတ်ကဲ့ ကျွန်တော်ရဲ့နှစ်ပါးဒီဝိတော်ကြီးမှာကျွန်တော်အသက်ရွယ်နေဆိုရင်မပြောကောင်းဆိုကောင်းတော့မဟုတ်ပါဘူးအသက်ရွယ်စရာရလို့နားခွင့်ကြုံနဲ့နှုတ်ဆက်နှစ်ပါးလည်းဖြစ်ပါလိမ့်မယ် ဟဲမပြောအောင်အနုပညာဆိုတော့အမြဲတမ်းနှုတ်ပြတယ်မင်းသား ကိုချရတယ်စိတ်တက်ကိုချမပြင်းနဲ့ စိတ်က မချနဲ့ စိတ်တက်ကိုသိပြစ် အဲ ငါပြေရောက်နေတယ်ငါတင်ထားပါတော့အခုလို့ဘာဘာဘာ တာတော့ အော်ကိုချမ်းရေကိုချမ်း ပြပြပြ အော်ကိုချမ်းအော် ရှေ့ရဖဲပါ ဟုတ်ကဲ့ အဲ့ ကိုချမ်းတခုတော့ ကဲ ဒါ ဒီမင်းညမှာဒီစုရိုင်းကမှာကျွန်တော်လည်းစကားပြောနေတော့အစမပြောပြောပြော ခုနက တောင်းနေတယ် ကျွန်တော်တို့ပခုတ်ကတ ကျွန် ည်း တော် က တောင်း ရ တော့ ရှိတယ် ညီမလေး ဒါဆိုရင်ကျွန်တော်တို့ ဒီဘုံသားကြီးခွင့်ပြီးစုံမတွေ့နေပြီမြော်လင်းနေပြိတ္တာရွှေမန်းတို့စုံကြလိမ့်ပြီရွှေမန်းတို့စုံကြလိမ့်ပြီဝေးဝေး ကျက်တယ်ရှိလိုက်တာဗျာအကိုရဲ့အနှစ်40ပြည့်ပွဲမှာနော် တရားချပါစေ မှန်ပါခင်ဗျာ Thank you ပါတနေ့နေ့လာတော့ကမ္ဘာကြီးကျေးဇူးများပါမမတန်ကျေးဇူးများကြပါလေ ကိုချမ်းသာရဲ့ မန္တလေးမြို့ရဲ့စူပါစတာမန္တလေးမြို့ရဲ့အသက်နှလုံးဖြစ်တဲ့မောင်ဝင်းတော်ရဲ့မိမိပြောကြမယ်လားဝိုင်းလေး အဲကိုခင်ဗျာပြောပါခင်ဗျာပြောတယ် လွတ်စေကြမယ်နော် ပြောလုံးအကြီးလို့အကိုရဲ့အနှစ်40ပွဲမှာနော်ကျွန်တော်အသက်40လောက်ပြန်ငယ်သွားတယ်ကျွန်တော်အသက်ကငကိုတော့38နှစ်ပါ ဝိုင်း ချစ်ကို ဒီကိုဘလော့ပေးခဲ့ဆိုသိပါရော မှန်ပါတယ်ခင်ဗျာအကို မလေးညူကျော်တက်လက်ပြောချင်ကဆိုငိုလိုက်ကြီးလိုက်ငေါလိုက် ဟာ တောင်းနေကြီးလိုက်ကြ အများကြီးလုပ်တယ် တိတ်တောင်းကြီးတဲ့ကိုရီမရောပဲ ဟုတ်ကဲ့ကို စိတ်ကြီးကြအောင်ဆို ဟုတ်ကဲ့ခင်ဗျာ ဟုတ်ကဲ့ ချစ်လို့ ချဲ ချစ်လို့လေး ချဲ မိတာလေးမပို့စေတဲ့သားရဲ့ ကိုကြည့်ပါဦးဗျာစိတ်ချပါဗျာ နာတီကတော့ချက်လို့တမ်းပြီချောင်း အကိုကြီးအကိုအမလေးကြော်ရရွှေနဲ့ဟော့မမတို့ကလာကြပြန်ပြီဟောစုရချအောင်မယ်ဗျ တီးရတယ်ကျွန်တော်
ပိုင်ပုံလေးလဲဆွတ်တယ်အမလေးလဲဆောင်လေးလဲဖေးတယ်ဒါတက်စားပြတဲ့ရွှေမန်းတပင်းကပြိတ္တ ဟုတ်တယ်ဗော ခိုင်းမဟောလောင်းမရ ဒါပဲ အဲ့ဒါကစကိုင်း ဒါတွေက ရှေးရပူရက ဟုတ်တယ်ဗျာ နေချတော့လာပြီးတော့အားပေးတာ အဲ့လိုစကိုင်းရမှာစကိုင်းပြိတ္တတွေပြောလိုက်ပါ စကိုင်းပြိတ္တ ကျွန်တော်မှာ တေချာလေးကျေးဇူးတင်စရာကောင်းတယ်အကိုကြီးအကိုရဲ့ကိုရဲ့ ပြိတ္တတွေလည်းပြောတော့လည်းတောင်းနေတယ်ပြောဒီကြောင့်စွတ်လို့ရတယ် အာတော့ရမယ်ကိုနော် ပြောလို့ပါ ဟာပြောတယ်ဗျာဟာတကယ်ပဲအချင်းကိုပြောတယ်အာတေးတာနတ်ပြည်ကြရင်လေကျွန်တော်တို့ပြန်ဆက်တော့ဟာလှလှပပကြီးကားပြအောင်မယ် တက်တဲ့နေရာမှာလည်းကော ပိုင်လုံးကြီး အိုင်လုံးကြီး ပိုင်လုံးကြီး ကိုချာလာပြောနေတာညနေရလေကိုချာဒီပွဲလေးပြီးတော့ခွလို့ပေးလိုက်ပါဗျာနော်ရွှေမြဲတဲ့ကိန်းတို့ညနေရအပြေမှာမိုးနေတာဗျာဟောမလက်တန်းတဲ့အိမ်မိစာနောက်ကိုမလဲရလို့ ခမရရှောက်ပါတယ်မင်္ဂလာမရှိရှောက်မပြောနဲ့တော့ပြိတ္တတော့ဒါကတော့ကိုအဲ့ဒါအဲ့ပေါ့မရှိ မင်းတီဟာလွယ် ကိုလာထုံး လွယ်ဘောင်ရောင်ရဲ့ညီလေးဟုတ်တယ် ကိုလာထုံးခမရတော်တော်လေးပိန်သွားတယ်နော်ဟောရောက်လာအောင်မဗျာ တောင်းတုံးကြီးရတော့စီဝါတို့ကအားလုံးကနေကြပါလေအားလုံးကြည့်စီရအောင်ဒီကကိုရဲ့တိုင်ကိုရဲ့ ဘောတီဗီထဲမှာကျွန်တော်ထားလာတာ ဝါဝေးဝါကျိုဘောဝေးဘောဝေး ချမ်း အော်ကျလည်းတွေ့နေကျွန်တော်စထရီရှင်မဲအမကအတန်တိတ်ကောင်းတယ်ဟုတ်တယ်တိတ်ကောင်းတယ် ချန်ရုပ်ပါအဲ့ဒါ ကျေးဇူးပါ ကဲအားလုံးကြမှာချမ်းသာကြပါစေစုပေါင်းတောင်း တိုင်ဟေးချက်မြည်လိုက်ဟေးတောင်းနေပွတ်ပေးတော့ တောင်းနေကြည့်လို့ဗျာ အာဟိုဘကလာလေပြီးစီ ဖေချမ်းရဲ့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  ပြီးစီတော့လည်းမအတန်ပြေလို့ โอเคကောင်းလိုက်တဲ့သဘော ဟုတ်ကဲ့ကူ ပြတ်တဲ့ကိုသိတဲ့လွတ်ပြီး လောက်ပါနဲ့ကိုရဲ့ ဖေဟုတ်ကဲ့ဖေဖေရဲ့ပွဲမှာကြိုးစားပါလားတားတော့အာရပါရကမလေး ပြီးတော့ဒီကလေးရောက် ဟုတ်ကဲ့ တက်ကြရော ဟုတ်ကဲ့ဖေ ပြီးတော့တက်တော့ပြီးတော့ပြောရဟုတ်ကဲ့ဘယ်လေး ဖေချာရဲ့ ဘယ်ဥ ဖေချာရဲ့ဦးရဲ့ဒီတက်လည်းဦးလို့မရတော့ထွက်လည်းမထွက်တော့ ကျွန်တော်ရဲ့ရှင်မင်းကြီးချင်းမန်ကြီးမောင်ချမ်းသာမောင်ချမ်းသာတော့ဦးချမ်းသာရဲ့မင်းသမီးလေးရှင်လည်းမင်းသမီးလေးမင်းလေးတွေကြောက်ကြမလို့စတော့တော့ဘယ်လိုမှမအောင်နေပါနဲ့နော်ကဲတက်ပြီးတော့မင်းသမီးလေးနဲ့နှုတ်ဆက်ပေးပြစေအဲ့တော့ကျွန်တော်ရဲ့ဘောတစ်လျှောက်လုံးကျွန်တော်နဲ့ရှင်လည်းတွေ့ခဲ့တဲ့ကျွန်တော်ရဲ့ဂန်ဝင်းမင်းသမီးများဖြစ်ပါတယ် အေးဗျာ သမောလေးတွေထွက်လာပြီသမောလေးတွေ မိုက်တယ်ကွာမင်းသမီးလေးတွေချစ်စာလေးတွေချစ်စာလေး မတော်ဒီဘွဲမှာပြတယ်လို့စင်ကူတော့ရောက်လာစားတယ်မတော်ကအရက်ကိုစိတ်ဝင်သွားပြီစိတ်ဝင်တော့စိတ်ဝင်တော့ 不包古城，接着听嘛，古城顶顶他的，他不挖不挖的东西了，挖的哪里了啊？ ကိုမလေး 呢， ချယ်လီ 陈颖， ချယ်လီ 陈颖， သူကလေခုချိန်ဒီစိတ်ကမကြောက် 叫吧， ခုချိန်ကလေးကလည်းကျွန်တော်တို့ကအမှန်ပါတယ် 好点 ကို 嘞， ကိုဆရာဆိုတာသိရမယ်ချယ်ရဲ့ဖိဖိစိုးခဲ့တဲ့ချင်းရှိတယ်မသိရ 好点， ဒီခန္ဓာကိုယ်ကောင်းကြီးဟာဒီခန္ဓာကိုယ်ကောင်းကြီးဟာအယုတ်ဆောင်ကလာနေမယ်လို့အပေါ်ပါပဲလာတာနမမဲခင်မဒီနေ့စာရင်အော်မသိဘူးရဒီကနေ့မင်းကြီးစီကြမနေရတော့တော့ 给吧，古城， ဘယ်လိုရှေ့ရရန်ရွေးတင်ပြီးတော့ရန်လာတယ် 给吧，行，记住吧，好， တိမ်မွေးမှာနာမည်အကျော်ကြားဆုံးစကူးခဲ့တဲ့အမတွေညီမလေးတွေဣတာ
လာပါ သူကအေရိုဘစ်တင်နှံဖွင့်နေပါလေ ဟောဒါကြောင့်ဝနေတာဟုတ်အကိုကိုချမ်းရေအကိုဒီဘက်သားခေါ်ဒီဘက်မှာအကိုသားလူလားသားမဲလို့မမြင်ရဘူးလားသားရွှေရောင်ဝတ်ထားတယ်အော်အကိုကပါရမီကောင်းနေနော်အကိုမှာအားလုံးဖက်ဖက်အရာရာပြည့်စုံနေခုမတောင်းဆိုလဲကြည့်သူခမစင်ကာပူကနေလာပြီးတော့ဖာတယ်ဘွားကိုလုပ်ပြန်လာဘလောက်ကုန်ကြစိတ်များတယ်လဲမှတ်တယ် ဒီကလေး ဆိုင် ဒီကလေးမိမသမီး ကဲပါ ဒီစံပြောကြအောင်ဆိုကွယ် ကဲပါရှင် ပိတ်ပိတ် ချမ်းရင်အကိုကြီး ပိတ်ပိတ်ချမ်းလို့ ရှင်ကိုချမ်းရင် ဟောစင်ရမယ် ပြစ်ကနေလင်းလျက်ပါအကိုကြီးအကိုအချစ်ချင်လို့လေကျမစောင့်နေတာကြားလာပြီ တင်မောမစင်းနိုင်တာ အမောပြေလေးအမောပြေလေး တင်မောသမီးလေးအတော့အမသမီးလေးမတက်ကလေးတနာပါလားအဖေစီလား အဲ့တော့လေးလာရှင်းတော့ဘာကောင်မလေးဘာမကြောက်နဲ့ငါခွလို့လာရှင်းတော့ ရှစ်တို့ပါအမလီမင်းသားများသူတို့ကြောက်နေသေးတယ် ကြောက်ပါကိုတင်းတို့ကြောက် ခဏမင်းတို့အဖေတို့အပြစ်မမြင်ရတယ်နော်ချစ်ခင်နေလေပါအဖေကလေအဖေကတွေးနေတာအဖေကတွေးနေတာ ကိုချမ်းတွဲရင်လည်းကြိုးခုံပေါ့ တော့ဘုံတော့ရောက်ပါရင်တော့ခင်ဗျာအောင်လုပ်ပြီးဖို့ အဲ့တော့ခရီးရ မင်းတို့လေမင်းတို့လေအပြစ်မမြင်ခမလေးတကယ်ဒီကိုကင်တနာဒီရဲ့မမတွေကြတော့နှုတ်ဆက်တယ်သမီးတို့ကြတော့နှုတ်ဆက်လို့ခင်ပါဆိုလို့ငါသမီးရဲ့အလားစတဲ့တင်ပြတယောက်ချင်းနာမည်ခေါ်ရင်ငါအသက်တူသွားလိမ့်မယ်ကဲနေရာလေးပြင်ပြတော့သမီးလေးရေတုံရင်တုံလေး ဟောလာရပြီ လာပြီမင်းမျိုးရခလုံးမင်းမျိုးရခလုံး ငါတို့မလေးငါကိုယ်ပြပေးထားတဲ့အိမ်မထဲကထွက်ခဲ့ပါဆိုတဲ့ဟောမင်းတို့ဘာမှပြန်လာမယ်ဆိုတဲ့ပြဿနာတွေကပဲပြုတ်တယ်လေအဖေကလည်းအဲ့ဒီလိုကားလို့ဒီခေတ်ကတော့တာလီအက်ကသူ့စတိုင်နဲ့ပြန်ထွင်လိုက်တာပေါ့နော်ဒီလိုတော့လည်းခန်းထားတယ်ကွသမီးလေး ဦးချင်း သမီးရဲ့ဖူးဖူးကြရင်စိတ်မဖြစ်နဲ့ ဘာဖြစ်လို့လဲ ဘာလို့ပဲပြုတ်ရောက်နေတာတော့ပဲပြုတ်ရေခမောတုံးရေ ဦးချင်းဦးချင်း ကိုတို့မလေးကြတော့928ပဲနောက်ကရီ1500နော် ဟုတ်ကဲ့ ဟိုမှာကြံသေးတယ်ကျွန်တော်မင်းသမီးလေးကြံသေးတယ်ဒါတော့တွေ့ရ ဘယ်ဒီပါလဲ မင်းသမီးမတောင်းနေရမှာဆိုလေအဆောင်ဝင်ပြရ ဟုတ်ကဲ့ မင်းသမီးနဲ့အဆောင်ဝင်ပြရ ဟုတ်ကဲ့ တူကြီးတွေမမတွေစက်ကြရတာလေးနာလေးပါ ဟုတ်ပါဗျာ အမောဆိုတယ် ဟုတ်ပါ ဒါပေမဲ့အောင်မြင်ပါပြီနော်ဟောရမိုးစိတ်ချမ်းသာကျွန်တော်ပြဿနာမင်းသမီးလေးတင်စားအဖေဟောနာမည်တင်စားအဖေလေနာမည်တင်စားတဲ့ကျွန်တော်မင်းသမီးလေးလာဟဲ့မင်းသမီးလေးရောက်ငါက ကဲလာပါပြီ နေခေါ်တာ စီစပန်လေး အမဲရင်တော့ဒီလား တောင်းပြီးပြတာလေး ဟုတ်ကဲ့ပါရှင် ဟောရမကေမစိုးစိုးတို့ချပြီးစမယ်နော် အဲ့ဒီမင်းသမီးကကရုံးစိန်နဲ့ ကျွန်တော်ချင်းအတန်လေးပြန်ပြီးပါနော်ချစ်မလားမပြောရင်မသွားရဘူး သူကဆုလာချတာဆုလာချတာကျေးဇူးတင်တယ်အမ7မိနစ်နေနောက်တစ်ခါလာချအောင်နော် မလာရင်ဒီလေးတောင်းနေကြည့်ကြမယ်နော်ကဲကိုရီဒီလေးပါရင်ဖြစ်ပါဦးနော်စီ ဘယ်သူကြံသေးတယ် တော်သေးတယ်အမျိုးသားဇာတ်ယုံမလို့ရိုးရိုးဇာတ်ယုံဆိုရင်တို့ကဘကိုးကမတ်တီငချင်းသုံးဖြစ်တော့ပါ စီနဲ့
ဒါလီသမီးလေးတင်စားရေးသမီးလေး အော်တင်စားမုန်းနောက်ကဒါလီခဲခဲ စီဘီကဘာဂျိုရဲစီဒုမြမာရီအကားတွေပြတ်နေပါပြီပဲခိလဲမီရဲစင်မူတွေလည်းမဖြစ်ဘူးကြိုက်တဲ့နေရာဆန်းဒါလီလေးကဲကြဘာဖြစ်လဲ ကြိုက်တဲ့နေရာဆန်းအစီလေးယူရ ဒါနဲ့သမီးလေးခေဝန်တော်ပါလေဘယ်တော့ကဲအလုံးညုံရရကြပါလိမ့်ထိုင်လုံးရှိတယ်ကနေလာတဲ့ကြောင့်ဒီတိလျာကျွန်တော်ချမ်းသာဖြစ်နေစင်းလေးမာတာမီကြီးမိမရလေဒီဘီကူတောင်းနေကြည့်လိုက်တော့ကျွန်တော်မင်းသားစဖြစ်ပြီဆိုတော့1989ခုနှစ်ဆရာကြီးကူပြူပြစံလက်တွေ့ပြီးကျမသားလေးကိုအပ်ပါတယ်သူနဲ့လက်တွေ့တဲ့ချင်းလေးရေးပြပါဆိုကျွန်တော်နေကြီးဆိုတော့ကြောက်ကြုံနေပထမဆုံးဆိုရတဲ့ချင်းလေး ဟုတ်ပါဗျာ ရှင်နာစင်ပါခင်ဗျာငင်းမှုပြန်လိုက်ကြရအောင် ဒီအောင်ဗျာ မာတာမင်းကြီးဟွာဟုတ်တယ်ဒီတွေ့လာလာနာမရနာမင်းလာမချာ ဟုတ်ပါဗျာ မာတာမင်းကြီးဟွာဟုတ်တယ်ဒီတွေ့လာနာမရနာမင်းလာမချာနာလင်္ကာကျော်ဟုတ်ပါဗျာဟုတ်ဗျာဟုတ်တယ်ဗျာ ဟုတ်ပါမောင်ချမ်းသာမိမိကိုလည်းတမီးနေ့စဉ်နေ့တိုင်းမှာနာမည်များလည်းမထားဘူးမောင်ချမ်းသာမိမိကိုလည်းတမီးနေ့စဉ်နေ့တိုင်းမှာကိုရေ ဒီလိုတော့ကျွန်တော်အဲ့လိုမဆိုကျွန်တော်ပြပြတော့တော့ကျွန်တော်အဲ့လိုပဲကိုတားရဲ့ဒီလေးဘာလို့အတန်ချပြရမယ်အစင်မရှိဘူးတော့အခုရအတန်တင်နေกินလို့ရတော့ဆိုလို့တိတ်တော့မဟုတ်ပါဘူးကိုစုဒီမီယူယောဂတော့ဆရာမကျွန်တော်ပြောလိုက်တယ်တလားခွဲနေတော့နားလိုက်ပါကျွန်တော်ပြန်ရောက်တော့ဆရာမလေးစားယူသေးစွာ3ရက်တိတိနားပါ အော်စကားနားထောင်တဲ့သဘောတွေ အရင်ကစက်တဲ့ခါတော့ခွဲလိုက်ပြီးတော့ကြောက်တော့လုံးမပြီးသားရှာရီထွေး ဟုတ်ကဲ့ဗျာ ဝေးနီးလာတယ်ကျွန်တော်ပြီးလာတယ်ဒါကြောင့်မလို့မိမိရလေမိမိကိုလေချစ်တော့ခရီးယာတာတာကာရာတာတာလေကာရာဒီလေဝါခဏကျွန်တော်ရဲ့ဆွေရဆိုင်တက်တည်စီလေးကျွန်တော်ရဲ့ဆွေလက်တွေတတဲရုံးနဲ့ပေါင်းများစွာလက်တွဲခဲ့တဲ့တစ္ဆာရှိကျွန်တော်ရွာသားကြီးစီဝင်းကို မမ ကျွန်တော်ပေါ်မှာအကူကိုဆိုပြီးတော့နေလို့တွေ့တာပြီးညီဟင်းဥပမာဘယ်တော့ဘယ်လာအနစ်နာခံနုနာခံနဲ့ညီလေးတီးမမောဟုတ်ကဲ့နေရဘယ်တော့မှပြီးမှရှိပြီ ဟုတ်တယ် ပြီးယူတာတောင်မှဂရိနေရှိပြီ မှန်တယ် အရန်လေးစားစရာကောင်းတဲ့ဝိုင်းတော်သားတွေပါဒါချမ်းသာရဲ့တပါမြန်မာစနဲ့တပါးလေးပြောင်းဒီလိုကကြောင်ပြောသားရဲ့ဟ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 ုတ်ပါ ဟေးလေ ဟဲ့ မချမ်းသာပဲ ဟုတ်ပါ အနာကိုရပါလိမ့်မယ် ဟဲ့
ရွာသားကျော်တီတီမောင်မောင်နဲ့အကိုချမ်းသာနဲ့ဆွေမင်းသမီးလေးထောင်းပါလေးနဲ့ ချမ်းနဲ့တောင်းမမခင်ဗျမင်္ဂလာတရားနဲ့အသုံးတော်ခံနေပါဗျာ တွဲလဲတွဲတက် မမကို ပြင်လဲပြင်တင်လဲတင်ပြီးတဲ့မင်းသားပါဗျာ ဟုတ်ကဲ့ခင်ဗျာလာပြီ မင်းသမီးကဝါတော့အထိုင်ထားခဲ့အဲ့ဒါချာရီတင်းဟာနောက်တစ်ယောက်လာရပြီဗျဟာမော်ရတင်နန်းသူလေးတက်လာပြီဖင်ကြီးကိုမလဲဘူးအေးလို့ပြင်မယ်လေဣတာလား မင်းသမီးကစားတော့တယ် ရုပ်ရှင်သရုပ်ဆောင်နဲ့ပြည့်ခဲ့မှုရဲ့အိတာပါဗျာ ဟုတ်ပါ ကျမ်းမာရေးလိုက်စားတော့ XL site ဖြစ်နေပါဗျာ ဟာပိုင်ချမ်းနဲ့ကိုချမ်းသာနဲ့ဗျ ဒါကတော့ကျွန်တော်တို့ video site ပေါ့ အရေးတော့ဟိုဘက်ကအဲ့ကြီးရောင်းနေ ဟောအရေးတဲ့ video ကကျွန်တော်ကောက်ပိုင်တယ် ကိုချမ်းသာနဲ့ဒီဘက်ကလက်ဝဲမယ်ပိုင်ချမ်းနဲ့ ဟောဘယ်ကိုကွာ ဟဲ့ကောင် ဒီဘက်က ဟုတ်ပါဟုတ်ကဲ့ ဒီ video site ကတော့ကြံနေတယ်ဟုတ်လား ဟုတ်ကဲ့တော်ကြံသေးတယ်လာပြီမင်းသမီးလေးဓာလီမုတ် ဒါလီလေးနည်းနည်းမှတော့ဒါလေးပုံတယ် မင်းသမီးလေးဓာလီလေးကောင်းကြီးတော့အစားတောက်ပြက်ရှာတယ် အဲ့ဒီနေရာဆန်းနေလိုက်တာ အစီးတွေ ဟာရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်အရင်မင်းသမီးလေးဒါလီလေးဖေအိုကြီးကဝင်းကိုလောက်ကင်တွေ့ချတာဗျာမင်းဘာဘာမျိုးဟာ ဘသူကဘလောက်တိကတ်တယ်ဘသူကဘလောက်တိကတ်ကိုတွဲခေါ်သွားနိုင်တယ်ဆိုတာအရေးချင်းပါပဲဗျာ မှန်ဗျာမေဒီမောင်ဆန်းဝင်းနဲ့ကိုချမ်းသာနဲ့တူကြီးနှစ်ယောက် မေဒီမောင်ဆောင် ဟုတ်ပါ သူပါလေတဲ့ ညမအလုပ်ကြီးမျိုးစံနေ မှန်တယ်ပေါ့ဗျာ တို့နေရင်ဘယ်ချမ်းသာကြတော့ချမ်းသာ အာမှန်တယ်ဗျာ တယောက်တယောက် မှန်တယ်လေနားကြပြီနောက်တစ်ယောက် အဲ့ဒါကစံပြတယ်ဗျာ ဟုတ်လားမရီသနာကြလေတော့ ဒီကမိုးဝင်းနဲ့ကိုချမ်းသာနဲ့ တင်တာမိုးဝင်း တင်စာဘိုးရဲ့နာမည်ပြောပါလေဗျာ ဘာလဲလို့ တင်စာဘိုးသားဆိုနာမည်ပြောတယ်ဗျာ တယောက်တယောက်ဒီစီတော့အားဒီလားအဲ့ဒီတော့ ညာရှိ
ငါကိုဒီချိန်ကြီးဇာသမားတွေပေါ့နော်လောက်ကပြေလို့တာဝန်ကြီးပါလေကို ရှာရီဆောက်ပါဆိုတော့ယောဂခွစိတ်ကယောဂခိုင်စကားကိုရှာမှာမရှိဘူး ဟုတ်တယ်ကူ ပျော်ပြီးကနေဒုံဟောလို့ဖြစ်နေတဲ့ရင်မကြီးကဒုံလဲအကို ဒါပေမဲ့ချမ်းသာဆွေးမဆိုခေပြီးတော့ပေးတဲ့ဒီလို့တော့စိတ်ဝင်ပါ ဟုတ်တယ်ကို ကျွန်တော်ဘာမှမလုပ်လေ မကျွန်တော်ကိစ္စရင်တော့ကျွန်တော်အားပေးကြရပြည့်တယ် ဟုတ် ဒီပစိုးလေးဆိုရင်ကျွန်တော်မန်မျိုးကကိုတော့ ဟုတ်ကဲ့အော် ကျွန်တော်ခေပြီးတက်တယ် ဟုတ်ကဲ့ ခေတို့ကကျွန်တော်ပနာမဖွင့်ကြည့် ဟုတ်ပါ ကျွန်တော်ဖြစ်ခွေးတဲ့အကြောင်းလေးဒီရဲ့အကြောင်းလေးသိခဲ့ ဟုတ်တယ်ကို ကျွန်တော်ပပကြီးရတယ်ကျွန်တော် မှန်တယ်ဟုတ်ကဲ့ ကျွန်တော်ဒီမှာလေးမခင်လေးဆိုရင်တက်တော်ဝဆက်ဆိုရုံးစုံလုံကြီးလေးပစိုးလေး ဟုတ်ပါ ရှင်း ဘူး ပါရ ဟုတ်ကဲ့ တော်တော်စောနေမဖြစ်ဘူး ဘယ်ဖြစ် တယ်မှာဖြစ် မှန်တယ် တောင်းရှင်းဆိုတာမပြောထားနဲ့တော့ချမ်းဒါပြင်မနေပါပြီဒီကောင်ပေါင်းဆိုလို့ရှိရင်တကယ်ပြောလို့ပြောတာမဟုတ်ဘူးပြောရင်ကြွားရကြပါလေအနေဆုံးမတန်ဘူးဆိုလို့ရှိရင်35သိန်းလောက်တန်ပါတယ် ကိုရွှေမုန်းမြင်ပေးတာ ဩအဲ့ဒါကြောင့်သူများပြောတာမပြောနဲ့ ရွှေစစ်လို့ပြောလိုက်ပါ ဩရွှေစစ်ပါရွှေစစ်ပါ35 ဥက္ကဋ္ဌကိုသဘောကျတယ်လေ 35သိန်းလောက်တန်ပါလေသိပါလေဟုတ်တယ်တူလေးစိတ်လာပြီစိတ်တွေပြောလာပြီ ငါတို့အကိုတွေခင်ပါဟောဒီပခုံးအကြီးတွေကိုရွှေစသား30ရှင် မှန်တယ် ကျွန်တော်မတော်တယ်ဟုတ်တယ်ကိုတွေကမဒုအားယူနေတာ ဟုတ်တယ် ရွှေကောင်းမှာစိတ်ငြိမ်းကြီးတယ် စိတ်လေးချီတာလား ကျွန်တော်မကြောက် မကြွားဘူး နော် ဟုတ်တယ် ကမင်းသားဆိုရီဆိုရင်ဒီမှာရွှေတွေ ရွှေတကောရွှေမိုးတွေကတ်ထားတာ ကျွန်တော်မကြောက် ဟုတ်တယ်မကြွားဘူးဟုတ်တယ် ကျွန်တော်ခေ ဟုတ်ပါ ခင်ဗျတို့တွေတားတယ် တာတယ် အရှင်းပဲ အာကော်ရီ အရှင်းပဲ ဟုတ်ကဲ့ အရှင်းပဲ ဟုတ်ကဲ့ဗျာ ဘာမှမဟုတ်ဘူးပေါ့ပါပါပဲကိုတို့က အော်ဘာ ဘောကြီးလေး ဟောပရက်တာလို့ဘာလို့ပြောရတယ်ကို အဲ့ ရ ဒါကအဝေးရကြည့်လို့တာဘောကျဲလို့ထင်တာ အနိကကြည့်တော့ ကော်ရီ ဟိ ကိုရဲ့ပြင်မမှာပဲ တိုက်ငါမောတယ်ပစိုးလေးနေချင်မှာငါသားလေးနဲ့ငါ့ကိုဖြောပြုံးမှာငါသားလေးမရှိဘူးဘယ်သူတွေတော့အဲ့ဒီရေချက်ပြိတ္တကရေးကြည့်တယ်နင်ဖွင့်ပေးလဲငါတော့ငါလျောင်းနဲ့မကြောက်ဘူးဟုတ်တယ်မကြောက်ဘူးမကြောက် ကာလနေတာအဲ့ဒါတယ် သားလေးမသားလေးတွေအားလုံးသားလေးတွေ တားလေးတွေ ဟုတ်တယ်ကျွန်တော်ရဲ့နှလုံးသားကိုပြင်းပြစေတဲ့ကလေးအဖေသားမရှိဆိုကလေးဒီဖေးရသူတို့ပေါ်မှာစေရနာနဲ့ဝေဒနာပြကြီးတယ်ဆိုသူတို့ဆိုဟုတ်ပါသူတို့နဲ့ပတ်သက်တဲ့အဖွဲ့သားတွေပတ်သက်တဲ့မြတ်စွာဘုရားနဲ့ပြည်သက်ကျွန်တော်တိုင်ကြရဲတယ်တာလို့ရေအဖေမှာတောင်းရှိအဲ့တောင်းတာတို့ကတုတ်တဲ့ရေးတွေဒီလိုကွန်းမြတ်မှာသားလေးကိုချန်ထားလို့ပြီးပဲဖြစ်မလဲဟုတ်ကဲ့နော်သားလေးတွေတောင်းနေကြအဖေပစိုးလေးသွားနေတဲ့အချိန်မှာအဖေရဲ့ပစ္စည်းလေးကတ်တယ်ဆိုတော့အဖေပြီးဝင်ကပါဟုတ်ပြီဟုတ်ကဲ့စပ် ကဲကိုကြီးအော်ရိုင်း ဖြစ်တယ်ဖြစ်ရတယ်သူက45နဲ့ကျွန်တော်ကခုမှ16ရှိတယ် ကဲကိုကြီးအစီမအခန်းလေးနဲ့အတီးလေးကောက်တော့ဘိုးညီကိုတယောက်က ဝလက် ပျော်ပါပါနဲ့ဝလက်လေးနဲ့တူတူကောက်ဟုတ်တယ်နော်ဟေး အဲ့ဒါချင်းတော့ဟာဘယ်တော့ ရာစုရဲ့ချစ်တော်လေ ရာစုရဲ့ချစ်တော်လေဒါလိုက် ရာစုရဲ့ချစ်တော် ရှင်ချင်းတို့ကို ဘောနိုင်မဘူးအဘူးမြူမြူလို့ပြောလာပြီတော့ဘောနိုင်မဘူးမြူမြူလို့ပြောလာတယ်ဘယ်တော့အပေတာကျေးဇူးလက်ပြီးတော့ က
ဘာဘီနောပြောပြောပြောဘာနိုင်မဘာပြောပြော ဟ
အသက်ကြီးမှမဲသားဖြစ်အောင်ပြောသားတာ ကျမ်းမာရေးတော့ပြီးဆိုင် အခု ကျမ်းမာရေးတော့ပြီးဆိုင် ကျွန်တော်မတွေ့ရဲဘူးကျွန်တော်အခုမြစ်တော်မတွေ့ရဲဘူးဘာလို့လဲသူကဘေးဟောင်းလိုက်ကြောက်စရာအခုအကြောင်းနေရတယ်ကျွန်တော်ဒီနေ့လုံးစုံပြုံးပါမယ် အခုစေတနာအခုတိတ်ပြီးတော့အားရပါခလေးတဲ့အတိုင်းတိုင်းကမောပါမယ်လေဘာပဲလို့ဖြစ်နေတာအခုဘာပြီးလက်စရာရှိမှာသွားတယ် အော်ဒီလေးပေါ်မှာစင်ရတဲ့အားပြီးပြီလားနော်ဒီလေးကိုအားရပါတော့သာလို့နော်အခုဘယ်လိုခေါ်ရပါလဲကိုချန်ဒီနေ့တင်နေလို့ခင်ဗျာကျမ်းမာရေးတော့စိတ်ကိုရတော့အင်းကြီးလေတင်းနေရာမှာစုပ်ထားလိုက်ကြရတယ်အပချိုးလေးလည်းမသိမလားစုပ်ထားလိုက်ကြရတယ် ဆုတ်ထားလိုက်ဘာလို့ဆုတ်ခိုင်းတာ မဟုတ်ဘူး ဟောအင်းကြီးကိုဆုတ်ခိုင်းတာ ဝဲကပြီးတော့သူများရဲ့လို့ဇက်ခုံဝင်ကြည့်ရကောင်မဟုတ်ဘူးနော်ကိုချမ်းသာပွဲကပြတ်သက်ကပြီးတော့လည်းပတ်ဆံပေးပြီးတော့ဟိုအောက်ပါသွားကြည့်ရဖြာဘောတွေရကြည့်ရပဲပြီးတော့မှပြတ်သက်ပြီးမှသွားတွေ့တယ် ဟိုကကျွန်တော်စစ်လို့လေပါကျွန်တော်ဘာလို့ဒီဖုန်းနဲ့ကွာငါ့ကိုပြောရတယ်ကျွန်တော်ဒီကူမဆိုင်ကျွန်တော်တန်ရှင်းသိကြတယ်တနန်ချင်းပဲကျွန်တော်အဲ့တော့သူ့စကားနားမထောင်ဘူးလားကျွန်တော်လည်းပြီးဖွဲ့ရတယ်ဟိုရေရကြည့် စေ ပြီး တ တော့ နာစေတနာပြောပြီး ရေရကြည့်ပြီးတော့ပြန်တော့ လုံးပေးပြီးပြီလေလုံးပေးပြီးပြီလေဇက်ရုံလာခဲ့တယ်လေ ဒီစားပါတယ်ကို မင်္ဂလာပါ အများကြီးတင်ပါတယ်ကြောက်အကိုတို့သူဟောရင်ကြည့်ထားတယ်သူဟောရင်အပြောင်းမတတိ ဘာဥကြမြင့်ပညာဘာဖြစ်ကျွန်တော်ပညာဘုသူဥကြမြင့်ဆရာက ကိုရဲ့အာယုယူပေးတော့ ဒီဘက်ပို့ကတဲ့ဟာ ကိုရဲ့အာယုယူပေးတော့ မထီပါအောင်မသူကမလေးဒီပကရဲဖြစ်မဲ့လူတော့ဆရာ တော်လေအခုနဲ့ဒီကောင် ဘယ်လိုက ကြဆိုင်မြကြဆိုင်တော့ဝိုင်းလို့နော်အကိုကိုချိငှက်ကလေးမြတ်ကိုကြောက်ကြောက်ရပါတယ် ကျုံလုံးတယ်ကျုံ တဲ့ငှက်ကလေးမြတ်ကိုပြည့်လေတော့ အားတော့ကြောက် အားပေးပါတယ်ဖေတို့က ဟဲ့ တိုင်းရင်ချက်လက်လေးကပြင်းမယ်ပြီးတော့သားလေးကစားတော့
တူကြီးမြောက်ဆွေကတော့ပြင်းနေဆွေညီမများနေပြောပါလက်ပတ်ကရင်းနဲ့ဦးချမ်းတို့နောက်လိုက်ခင်နော်ဦးချမ်းဝင်လိုက်ဝင်တော့နော်โอเคတူမကိုဘာတွေတိတ်နေကျွန်တော်စမလေးလားကျွန်တော်ပဲပြုတ်ကုန်ပြီထောင်လို့ ဘယ်တော့ရောက်မလားဘယ်တော့ရောက်ငါအင်းကြီးပေးလိုက်မယ်မလုံးလုံးကသွားလဲပေါ့ဒီကပြားကြီးယူမလားအပေါ်တက်တော့ပြန်ကုန်ကြမလားလို့ နောက်ပါတယ်ဗျာကျွန်တော်တို့ဒီညနေဆိုပြက်ဆက်တွေအကောင်းသားတွေပဲကျွန်တော်ကပြတယ်ဟိုကျွန်တော်ကားတဲ့ပြက်ဆက်တွေကိုတိမ်ဝင်းပြက်ဆက်မှာကျွန်တော်မရှင်းတာတော့ရှိတယ် ဘာမရှင်းတာ ဟိုတာညမဲ့အိတ်နေတဲ့အချိန်မှာကောင်မလေးကပေါ်ပီလာပေးတာ အဲ အဲ့ဒါတာလည်းဘာမှမပါဘူးဘာလို့ဆိုခိုင်းညကျွန်တော်ကိုပဲ ဒီနေ့ကမြအကြံစိုးတွေကျွန်တော်ဘေးကိုနိုင်မငြင်းဝေးကျွန်တော်ကျေးဇူးတင်ပါတယ်လူပြဦးစီးကိုလည်းပြောပေးပါတပွဲလုံးရဲ့စင်နာပြတာမှန်ရှိပါသူတို့ကစကန်သိရှိပါတယ်အဲ့လိုကျွန်တော်လေးစားပါနော်ကျွန်တော်ငယ်မငြင်းဝေးဒီပွဲရောက်ရတဲ့အတွက်အများကြီးကြိုးစားပြီးကျွန်တော်ပြင်ပါသမီးတို့ရေအဖေနဲ့လက်ပတ်သားကြီးနဲ့စကန်သိအောင်အဖေသွားတဲ့တော့လိုက်နော်အဖေဟိုတယ်လိုက်ခဲ့ကြဖေအောင်စင်လိုက်နေကောင်းလေဒါလီဟုတ်ကဲ့ခဏတော့ဒါလီနဲ့ကျွန်တော်အင်္ဂလိပ်ပြင်သိရမှာသွားကောက်နေတယ်အခုလိုက်ပါဟုတ်လေကျွန်တော်ဒီနေ့လေးတဲ့ဘွဲကိုကျွန်တော်မင်းသားတွေရောမင်းသမီးတွေရောလူရှင်တော်တွေနည်းနည်းတော့မဟုတ်အေး50ဘွဲကျရင်တော့မျိုးသားကတည်းကရုံသားလို့ရှိတယ်ဟုတ်တယ်ဒါလီကပြီးတော့မော်တောင်းလို့ချိန်နာဣတာ ဖက်လာကုန်လာကြလာလိုက်တဲ့မင်းသမီးလေးတွေတင်ညွန့်ဖို့တော့ဒီတဲ့တက်ဒီဟောမျိုးလေးတွေရမှာမဟုတ်တော့ဘူးရရင်လည်းပေါင်းလိုက်ရမှာမဟုတ်ဘူးဝင်းတာလုံးစုပ်တော့ကျမရေးပဲလေ ဟုတ်ကဲ့ ကွန်ပျူတာတင်းတင်းလို့စင်ပြီးမောင်းတယ် ဟုတ်ကဲ့ ယူရတဲ့ဒီမှာတွားရပြီးကုသဖို့ရအတွက်အစားအစာကိုပြေးကြတယ် ဟုတ်ပါဗျာ ဟောဒီပစိုးလေးတွေနဲ့လက်မှတ်တွေရောင်းဝယ်ဖို့ရတယ်ဟုတ်ကဲ့ကျွန်တော်သမီးလေးကျွန်တော်သားလေးဖြစ်တယ်အဖေလေးတို့အာကာလေးတို့ကိုအာကာကိုအောင်ဖြိုးလေးတို့ဟုတ်ကဲ့ပြီးတော့ကျွန်တော်စောင်းနေရစားကိုကြီးပြီးတော့သမီးလေးနိုင်ရှိဟုတ်ပါတယ်အားလုံး ရှင်းမရဲ့အသာကပေးတတ်ကြပါဗျာ အကုန်လုံးကျွန်တော်ကျေးဇူးရှင်တယ်မန္တလေးကကျွန်တော်ကျေးဇူးရှင်တယ်အများကြီးပါတယ် ဟုတ်ကဲ့ မန္တလေးကမဟုတ်ပါဘူးအမေရိကန်တို့စင်ကာပူကလည်းလာကြပါတယ်နော်ဒါမန္တလေးရဲ့ဖိနေအပြူကြီးပါခင်ဗျာအော်ဟုတ်ကဲ့ယောက်ျားမရလို့ဒီဘွားရောက်ပါဟုတ်အဲ့လာမနေ့ကိုတီလာရှင်ဝတ်တော့မှာမနေ့ ဟိုရောသားကြီးမိတ်ပြောအော် ကိုချမ်းသာတဲ့အလူပညာမျိုးဆက်တွေတော့တကယ်ပါပဲဗျာချီးကျူးစရာကောင်းချီးတာဟုတ်ပါကမင်းသမီးတွေဆိုလို့ရှိရင်ဟောစင်ကာပူကတော့လာပြီးတော့ကတယ်ထောင်းပါလေးနော်ထောင်းပါလေးဆိုထောင်းလေးလို့လှပြီးတော့ထောင်းပါလေးဟောဒါဒီလေးကျန်ခိုးလူကောင်တိုက်ခန်းမှာမင်းမထုံးမဲ့လင်းနဲ့ပပဝတီတို့လိုပဲလှမဲသူတို့ကမင်းမထုံးမဲ့ပပဝတီတို့လိုလင်းပြီးတော့လင်းနဲ့ ဟောတင်ညုံမိမကြတော့ဒီဘုံမဲ့ခွန်လက်ကြခွဲဆို ငါပြောပြီးသားဆိုမင်း35ကျန်နေရ ကျွန်တော်ရဲ့ချစ်တော်ကျေးဇူးရှင်များခင်ဗျာကျွန်တော်ပြန်လာခဲ့ပါမယ်ကျွန်တော်သားလေးရဲ့ချစ်စရာကောင်းတဲ့ကားလေးကျွန်တော်ကချင်းလေးပဲသူကကြောက်စက္ကကြည်နေရွှေမရင်နှစ်ပါးဘုန်းလေးနဲ့ဖြစ်တော်နေမှာဟုတ်ပါဗျာကဲကျွန်တော်တို့ဖွဲ့တင်းလိုက်ကြတော့နော်ဟုတ်ပါဘူးပြန်လာအောင်ပါကျွန်တော်နှုတ်မဆိုရင်ဖိဖိရဲ့တရေစစ်တို့ငုံကြီးချတာတွေတို့အချုပ်ကြီးဖောက်တာတွေကျွန်တော်လုပ်ချင်တာဟိုခုံပြတ်တော့မှကျွန်တော်ကားတွေကားတယ်ဟုတ်ဘုလူဝင်စားတယ်